လေးတွေဖတ်နိုင်မှုအတွက်ကိုအဲ့ဒါအဓိကကတော့ဆရာမိဘတွေအနေနဲ့တော်တော်ပဲအရေးကြီးတယ်တာဝန်တစ်ခုဖြစ်တယ်အဲ့လိုမျိုးဆောင်ရွက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်သူကအဲ့ဒီလူမျိုးကိုယ့်ရဲ့သားသမီးနဲ့ပတ်သက်ပြီးတော့မှဘယ်မိဘဆောင်ရွက်ပေးမလဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်တရင်ကောင်းကြီးပေးထားတာတွေရှိတယ်ဟာဒီစ်မှာလာရှိတယ်ဟာဇာနတ်ရဒီအလ္လာဟူတာလာအမင်းရှိတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဘာပြောလဲဆိုတော့ဘယ်သူကမိမိရဲ့ရင်သွေးငယ်ကိုကုရ်အာန်ကျမ်းတော်မြတ်ကိုမှန်မှန်ကန်ကန်နဲ့ထိမိမိတဂျဝီဒ်နဲ့သင်ကြားပေးမလဲအဲ့ဒီမိခင်ရဲ့ဂုဏတွေကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကမာဖ်လုပ်ပေးမယ်အဲ့တော့လက်ရှိရှိနေတဲ့ဂုဏတွေကိုလည်းအလ္လာဟ်ကမာဖ်လုပ်ပေးမယ်အဲ့ဒါနောင်ကျူးလွန်မဲ့ဂုဏတွေနဲ့ပတ်သက်ပြီးတော့မှလည်းအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကအဲ့ဒါမဂ်ဖီရတ်လွန်ငင်းချမ်းသာခွင့်ချီးမြှင့်အဲ့တော့ထပ်ပြီးတော့မှဘဒူကဆိုလို့ရှိရင်မိမိရဲ့ခလေးကိုအဲ့ဒါဟေ့လို့ခေါ်တဲ့ကုရ်အာန်ကျမ်းတော်မြတ်ကိုအဲ့ဒါအလွတ်ကျက်တဲ့အဆင့်ဟာဖေးအာဂုံဆောင်နိုင်တဲ့အဆင့်ထိဘယ်မိဘကတင် जा ပေးမလဲဘယ်မိဘကတင် जा ပေးမလဲအဲ့ဒီမိခင်ဖခင်ကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကကီယာမတ်နေ့မှာအဲ့ဒါကြောက်သွင်းကြားအဲ့ဒါ14ရက်နေ့မှာလာဆိုလို့ရှိရင်ဘယ်လိုမျိုးလင်းဝင်းပြီးတော့မှတောက်ပပြီးတော့မှလာလင်းဝင်းမှုရဲ့ပြေဝမှုကဘယ်လောက်ရှိလဲဘယ်လိုလင်းဝင်းနေလဲဘယ်လိုလှပပြီးလင်းဝင်းနေလဲအဲ့လိုမျိုးပဲအဲ့ဒီမိခင်နဲ့ဖခင်ကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကမနက်ဖြန်ကီယာမတ်နေ့မှာအဲ့လိုမျိုးလင်းဝင်းမှုနဲ့တကွအဲ့လိုမျိုးဟာလာနူလင်းဝင်းမှုနဲ့တော့အလ္လာဟ်ဆုဘဟာနဟူဝါတအာလာကရှင်ပြန်ထားစေအလ္လာဟ်အဲ့မိခင်ဖခင်နဲ့ပတ်သက်ပြီးတော့မှဟာလာဆက်လက်ပြီးတော့မှဒါကြတစ်ခုကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကချီးမြှင့်လိုက်မယ်အဲ့ဒီကလေးကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကဟာလာအမိန့်ပေးမယ်အတင်ဖတ်လိုက်ပါကျမ်းတော်မြတ်ကုရ်အာန်မှာရှိတဲ့ဟာလာအာယတ်တွေထဲနေတာမှာတချို့အာယတ်ကိုဟာလာဒီကလေးကဖတ်မယ်ဖတ်တဲ့အခါကျလို့ရှိလို့ရှိရင်အလ္လာဟ်ဆုဘဟာနဟူဝါတအာလာကအဲ့ဒီကလေးရဲ့အာယတ်အဲ့ဒီကလေးရဲ့အာယတ်ကဘယ်နေရာမှာဆုံးမလဲကျွန်တော်မြတ်ကုရ်အာန်ကဘယ်နေရာမှာဘယ်အဆင့်မှာဆုံးမလဲအဲ့ဒီအဆင့်မှာဒီရဲ့တာယတ်ဖတ်ရင်တစ်ဆင့်တိုးမှာတာယတ်ဖတ်ရင်တစ်ဆင့်တော့ဘယ်လောက်ဒီကလေးကဖတ်နိုင်သွားလဲဘယ်လောက်ဒီဟာလာဖတ်နိုင်သွားလဲဖတ်ကြားနိုင်လဲအဲ့လောက်ဒီအဆင့်တွေကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကဒီမိခင်နဲ့ဖခင်ကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကချီးမြှင့်လိုက်မယ်ဒါကြောင့်မလို့ဒီတဂျဝီဒ်နဲ့ကုရ်အာန်ကျမ်းတော်မြတ်ကိုမှန်မှန်ကန်ကန်တိတိကျကျဖတ်နိုင်မှုအတွက်ကိုအဲ့ဒါဆရာတွေနဲ့မိဘတွေအားလုံးဝိုင်းဝန်းပြီးတော့မှကြိုးစားပေးပါအဲ့ဒါကျွန်တော်ရဲ့ဒီ online ကနေပြီးတော့မှလည်းအဲ့ဒါကုရ်အာန်သင်ကြားရေးအစီအစဉ်တွေပြုလုပ်နေပါတယ်အဲ့ဒီမှာလည်းလာပြီးတော့မှအဲ့ဒါပါဝင်လို့ရပါတယ်လာပြီးတော့မှသင်တန်းတက်လို့ရပါတယ်လို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်ရဲ့ဇာတ်ကားကိုညီကုန်းချုပ်ပါတယ်အစ္စလာမ်